ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ဒီဇင်ဘာ9 ရက်နောက်ဆုံးလျှောက်ရမည်ဟုသိရပါတယ်။စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာလိုသောအသင်းအဖွဲ့မှတ်ပုံတင်ထားတဲ့ပြည်တွင်းအရက်ဘက်အဖွဲ့အစည်းများအနေဖြင့်ဒီဇင်ဘာ9 ရက်နေ့နောက်ဆုံးထားကာသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံလျှောက်ထားနိုင်မည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ16 ရက်စွဲဖြင့်ကြေညာထားပါတယ်။စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့်ကော်မရှင်သတ်မှတ်သည့်ကျင့်ဝတ်နှင့်လုပ်ငန်းစဉ်များအားလိုက်နာရမည်ဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သောသဘောထားအမြင်များကိုအဖွဲ့၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကသာလှုပ်ဆောင်ကြရမည်ဟုလည်းသတ်မှတ်ထားပါတယ်။စောင့်ကြည့်လေ့လာသူများရဲ့တာဝန်ခံများနှင့်ကြီးကြပ်သူများအနေဖြင့်ကော်မရှင်ကပြုလုပ်တဲ့ညွှန်ကြားချက်များနှင့်သတင်းအချက်ရှင်းလင်းတင်ပြသောအခမ်းအနားများအားတက်ရောက်ရန်တာဝန်ရှိကြောင်းလည်းဆိုထားပါတယ်။နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်ပတ်သက်၍လည်းကော်မရှင်မှတိုက်ရိုက်ဖိတ်ကြားခြင်းဖြစ်စေနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်ဖိတ်ကြားခြင်းဖြစ်စေစောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ပြီးစုစုပေါင်းအဖွဲ့20ခန့်ဖိတ်ခေါ်ရန်ရှိကြောင်းကော်မရှင်ဘက်ကဆိုပါတယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းအနေဖြင့်လာမည့်ဒီဇင်ဘာ28 ရက်တွင်တရားနှင့်မြို့နယ်၌စတင်ကျင်းပမည်ဖြစ်ကြောင်းကြေညာထားပါတယ်။